ခိုင်ရဲ့ဗီဒီယိုလေးတွေကိုဘယ်မျိုးပဲရွာဘယ်နိုင်ငံကနေကြည့်နေရဲဆိုတာ comment မှာမှတ်ပေးခဲ့ကြပါဦးနော်ကဲဒီနေ့မှာတော့ကျမကရွာရဲ့တောင်ဘက်ကမှာဆော့ရတာရိုးသွားလို့ပေါ့နော်အနောက်ဘက်ကန်တီသွားဆော့ပါရရှင်ခိုင်သွားတဲ့အချိန်ကညနေဆိုတော့ပေါ့နော်ရေစီလဲလေးတွေပြီးတော့ဟိုဘက်မှာကြောင်းနေတဲ့နွားလေးတွေပေါ့နော်နွားကြောင်းသားလေးချီတယ်ပေါ့နော်အရန်ကိုမလေးမြင်ကွင်းလေးကတာရတဲ့အတွက်ခိုင်ဗီဒီယိုလေးရိုက်လာတာပါကဲရိုက်တဲ့အခါမှာလည်းကျမမတိမသားလေးရိုက်ရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုရွာလူရရိုက်နေမကြတော့လေရှက်နေမှာဆိုလို့ပါဒါကတော့ပြန်သွားတာလေနောက်ကနေတစ်ချက်သူများရဲ့မြင်ဘူးအောင်လို့ရိုက်ပြတာပေါ့နော်ကျမတို့ကဒီမြင်ကွင်းနေရတော့ရိုးနေပါပြီဒါကတော့ရာရဲသွားတဲ့လမ်းလေးပေါ့နော်ဟိုဘက်မှာကန်လေးရှိပါတယ်ကဲဟိုဘက်မှာတော့အိမ်လေးတွေပါဒါကတော့ရာခင်းလေးပေါ့နော်ဒီဘက်မှာကျတော့ခိုင်တို့ကန်လေးရှိပါတယ်နောက်ဘက်ကန်လေးရှိရပေါ့နော်ဒီမှာပါရေကတော့တိတ်မရှိတော့ပါဘူးရေကတော့တိတ်မရှိတော့ဘူးပေါ့နော်ဒါလေးကတော့အမောပြေကျမရဲ့ရုပ်ချောချောလေးကိုကြည့်ကြပါရှင်စတာပါကဲအဆုံးထိကြည့်ပေးရဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီဟာကြီးရတဲ့